မင်္ဂလာပါရှင် Spring Era YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဆရာညီပူလေးရှိတဲ့မဟာယောရုဝသို့အမြန်ချောဆိုတဲ့ဝတ္ထုတိုလေးနဲ့တန်ဖိုးဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်မဟာယောရုဝသို့အမြန်ချောအေးပြင်းထက်ကဆောင်းငွေတွေဟာမြောက်ပြန်လေးနဲ့ကြောင့်တဖြည်းဖြည်းလျော့ပါလာပေမဲ့မြင်ကွင်းကတော့ကြီးကြီးလင်းလင်းမရှိသေးဘူးနေမင်းခမရလဲချမ်းနေရှာတော့ထင်ပါရဲ့ဆောင်းတက်ဆောင်းငွေဆောင်းလီဆောင်းမြူတွေရှစ်ခွင်တိုင်းမှိုင်းလို့ကောင်းကြတော့သူတို့အားလုံးနေလုံးကိုပြည့်ရပြုတ်နေကြတယ်လေအမြင်အားကောင်းသူတွေတောင်မှအင်းမြင်ကျဲကြီးအလေကောင်းမှနှင်းရည်နှင်းဆက်တွေရွှဲဆူငိုက်ငင်းနေတဲ့နာမည်ကျော်တရားရှည်ကြီးကိုမှိုင်းပြပြပဲမြင်ရတယ်ကိုစီရတုကအတူပါလာတဲ့ငှက်တက်ပုံဆရာကြီးကိုနာမည်ရဲမခေါ်ပဲဦးကျိုးကြလို့ပဲခေါ်တယ်။သူတို့နာမည်ကအတန်းထွက်ရခက်တယ်လေ။နာမည်ရဲမခေါ်ပဲဦးကျိုးကြလို့ခေါ်တာကိုဥရောပသားငှက်တက်ပုံဆရာကြီးကစိတ်မကွက်စိတ်မပြတ်တဲ့အပြင်သဘောတောင်မှကြနေသေးတယ်။ငှက်တက်ပုံဆရာကြီးကလည်းသူ့လိုငှက်တွေကိုချစ်တဲ့သူတူပဲမဟုတ်လား။ပြီးတော့အရက်အမောင်းကြီးကလည်းကြိုးချငှက်ကြီးလိုပဲရိုးရင်ကောင်းကင်ကြီးလေ။ဒီဆရာကြီးကကဘာအရရက်ကိုလှည့်ပြီးငှက်တွေကြီးလိုက်ပြီးဓာတ်ပုံရိုက်မှတ်တမ်းတင်နေတဲ့ပုဂ္ဂိုလ်ကြီးစိုက်ဘေးရီးယားဩစတြေးလျတရုတ်ပြည်ဂျပန်ပြည်ရုရှားအာဖရိကတောင်အမေရိကစတဲ့နိုင်ငံအတော်နှံ့ငယ်ပြီသူဓာတ်ပုံလက်ရာတွေအမျိုးသားပထဝီဝင်မဂ္ဂဇင်းကဘာငှက်လေလာသူများအသင်းကထုတ်တဲ့မဂ္ဂဇင်းတွေထဲမှာမကြာခဏဖော်ပြခံရလေးရှိတယ်မြန်မာပြည်ကိုဒီအချိန်ဟာသူ့အတွက်ဒုတိယအကြိမ်နဲ့ဦးကျိုးကြမိုးယွင်းကြီးအင်းတော်ကြီးတို့အရင်တစ်ခေါက်တုန်းကလည်းရောက်ခဲ့ပြီးပြီတဲ့တမြန်အရင်တစ်နှစ်ကအခုလိုဆောင်းကုန်ငှက်တွေလာပြောကြတဲ့မြမဆောင်းကာလတွေမှာပေါ့ငှက်တွေကိုဓာတ်ပုံရိုက်ဖို့ဦးကျိုးကြဘလောက်ဝါသနာကြီးတယ်စိတ်အားထက်သန်တယ်ဆိုတာသူ့ရဲ့ကင်မရာတစ်တာ၃ချောင်းထောက်စတဲ့ဓာတ်ပုံပစ္စည်းတွေအပြင်သူ့ရဲ့ဥပဒေကိုကြည့်ုံနဲ့သိတာလာတယ်အထူးသဖြင့်သိငှက်ရဲ့မျက်လုံးတွေနဲ့တူတဲ့သူ့မျက်လုံးအစုံပေါ့ငှက်တွေကိုဓာတ်ပုံရိုက်ဖို့ဦးကျိုးကြရင်းနှီးမြုပ်နှံထားတဲ့ကင်မရာတွေနဲ့ဆက်ပစ္စည်းတွေကတော်ရင်ဝါသနာရှင်အိမ်မက်ထဲတောင်ထဲမှတ်မိမှာမဟုတ်ဘူး။ဇင်ခံမော်တော်ကားလက်တစ်စင်းဖို့လောက်ရှိလိမ့်မလား။ဒါမှမဟုတ်ဘုံတော်ကြီးတင်မူလာတန်းကျောင်းလေးတစ်ကျောင်းရဲ့တန်မိုးထက်ဘလောက်ပိုမှာပါလဲ။အင်းဆက်ကိုရောက်တော့ငှက်ခက်သမားတွေကသူ့ငှားပါငါငှားပါလို့ဝိုင်းပြောကြတယ်။မနေ့စောစောအင်းဆက်မှာငှက်တမ်းမှန်ခက်သမားတွေဒီလောက်များလိမ့်မယ်လို့မထင်မိဘူး။ကိုစီတုကကိုလုံးကိုရဲ့ခက်သေးသေးငှက်သမားကိုရွေးမိတယ်။သူခမဈေးဦးစောစောစီးပေါက်ပါသေးတော့မိသားစုရဲ့လက်ဖက်ရည်ဝိုင်းလေးစိုးပြေးပါသေးတော့ဆိုတဲ့စေတနာပါငှက်ပေါ်ကိုသူတို့နှစ်ယောက်တက်ပြီးတော့ငှက်ခတ်စရာလေးကငှက်ကိုကန်းကခွာတယ်သူ့လုပ်ဖို့ကင်ဘက်တွေကငှက်ဦးကနေဝိုင်းတွင်းပေးလိုက်ကြသေးတယ်ကိုစီတုကတော့မြန်မာနိုင်ငံငှက်နဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအသင်းကမိတ်ဆက်ပေးလိုက်တဲ့စာနဲ့အတူရောက်လာတဲ့ဦးကျိုးကြအကြောင်းသူ့ရဲ့ဓာတ်ပုံအယူဆဓာတ်ပုံပညာတွေကိုဇရက်ကြိုးများဇရက်ကျမ်းမှာလာထိုင်သူကိုဖမ်းကိုက်လိုက်တယ်လို့ဒီလိုပို့ကိုရောက်ခိုက်လေ့လာနာယူမှတ်သားချင်တာလေသူ့ရဲ့ကင်မရာလေးဟာပုံရိပ်ဖော်မဂါပီဆယ်တွေတိတ်မများပေမဲ့အထိုက်လျောက်တော့အသုံးတဲ့ပါသေးတယ်မှန်ဘလူးအားမှာတော့ဦးကျိုးကြကိုသူမရှင်းနိုင်ဘူးနိုင်ငံခြားမှာကစားနေတဲ့ဘောလုံးပွဲတွေမှာမြင်ရလိမ့်ရှိတဲ့အားကစားသတင်းသမားတွေတုံးနေကြတဲ့မှန်ဘလူးကြီးမျိုးတွေထင်ပါရဲ့ညီလေးရဲ့အင်းလက်စီကိုအရင်လော်ကွာရာသီဥတုကံကြမ္မာကဦးကျိုးကြတို့ဘက်ကိုရှာပြူလာတယ်နေမင်းရဲ့အလင်းတက်ကိုဆောင်းငွေမြူနှင်းတွေကဖယ်ရှားပေးလိုက်တယ်အလင်းရောင်ကဓာတ်ပုံရိုက်ဖို့လုံလောက်တဲ့အလင်းရောင်ကိုတဖြည်းဖြည်းနဲ့ရောက်လာတယ်တကယ်တော့ဟောဒီအင်းကြီးနဲ့အင်းပတ်ဝန်းကျင်မှာတင်ကြီးအကြီးသားတွေဟင်းသားတွေဇင်းရော်တွေပျော်ကြပါကြနားခိုနေကြကိုစီတို့ကိုယ်တိုင်ကြုံမှုလို့ဓာတ်ပုံမှတ်တမ်းတွေလည်းရှိတယ်တချို့ငှက်အုပ်တွေဆိုရင်အကောင်3-400အုပ်တွေအလင်းနဲ့များလာတာနဲ့အတူဦးကျိုးကြရဲ့မျက်နှာမှာလည်းပြုံးယောင်တန်းလာပြီရာသီဥတုနဲ့အတူကြည်လင်လာတယ်ဓာတ်ပုံရိုက်တယ်ဆိုတာလုံလောက်တဲ့အလင်းရောင်လည်းရှိအောင်မဟုတ်လားတင်ကြီးလေး5-6ကောင်ပြန်လာတာတွေ့လိုက်ရတယ်ဒီအကောင်တွေကလည်းအင်းရဲ့မြောက်ဘက်ဆွမ်းဘက်သွားပြီးဆင်းကြတယ်ကိုစီတုကတော့သူရိုက်ခဲ့ဦးတဲ့ငှက်တက်ပုံတွေကသူစိတ်တိုင်းကြရလိုက်တဲ့တာလီကာလေးတွေဆွေငှက်လေးတွေပုတ်ဖင်နီမောင်နှံဝိရီစုံငှက်လေးတွေစာဝရီငှက်ဓာတ်ပုံလေးတွေပြန်မြင်အောင်နေတယ်
ကိုစီတူကအင်းမြင်ရဲ့အလေကိုရောက်တော့ဒေါင်းလန်းခြေထောက်တွေဗျိုင်းမျိုးစုံငဟိမွဲတွေဟင်းသားတွေဇင်းရောတွေစီးငယ်ဘူးတဲ့အရင်တစ်ခါသူဓာတ်ပုံမှတ်တမ်းတင်ခဲ့ဘူးတဲ့အင်းတောင်ပြားကိုငှက်အလောခိုင်းအခက်ခိုင်းနေငှက်ခတ်တဲ့ကောင်လေးလည်းလှော်ပေးရှာပါတယ်တွေ့ရွေသွားနေရင်တောင်ဘက်ချမ်းကန်းဆက်ကိုထင်းထင်းရှားရှားမြင်နေရပြီကိုစီတူရဲ့မရှိမှမှန်ဘလူးနဲ့တကန်းရောက်တာကိုပဲဟင်းသားဝေးလို့ရေညွန့်ကောင်တော့မှမတွေ့ရဘူးဒါနဲ့ပြန်ကြွေကြပြီးအင်းရဲ့အရှိပြားစီကြွေခဲ့ကြတယ်ကောင်းကင်ဘုံမော်ကြည့်ခလန်းလန်းကိုလှမ်းမြုံမိတာလဲခဏပေါ့ဦးကျိုးကြောကိုဆောင်းခုံငှက်တွေပေါ်တဲ့အင်းပြင်းနဲ့တော့ခေါ်လာပါရဲ့တကယ်လို့ငှက်တွေဒီနေ့မှမလာရင်ကိုစီရတူသူ့ကိုညာခေါ်လာသလိုများဖြစ်မှလေလားဖះအင်းနဲ့ကိုငှက်တွေအများကြီးဆင်းပါသေးသူမျက်နှာပူစရာဖြစ်မှလေလားအများကြီးရာနဲ့ချီတဲ့ငှက်အုပ်မဟုတ်ရင်တောင်မှဆဲချီတဲ့အုပ်လောက်တော့ဆင်းပါစေတကယ်တော့ဒီရေပြင်းနဲ့အနီးတစ်ဝိုက်မှာဘလို့ငှက်တွေပဲအချိန်မှကျက်စားလေးရှိတယ်ဘယ်နှကောင်အုပ်ဆင်းတတ်တယ်ဆိုတာဦးကျိုးကြာသိပြီးသားငှက်နဲ့ဆိုင်ရာစာအုပ်တွေထဲမှာလည်းဖတ်ခဲ့ဘူးတယ်အင်တာနက်ထဲမှာလည်းရှာဖွေမှတ်ခဲ့ပြီးသားကိုစီတူထက်တောင်သူပိုသိသေးတယ်အင်းရဲ့အရှိဘက်ကမ်းဘက်မှာကလေး4-5-9ယောက်လောက်ပလတ်စတစ်လက်ဆွဲပုံကိုစီလက်မှာဆွဲလို့ကုန်းကွက်လှုပ်သူလှုပ်လမ်းလျှောက်ပြီးဟိုတီသွားနေကြတယ်အဲ့ဒါဘာလုပ်နေကြရလဲမမြောင်းရှည်ကြီးတက်ထားတဲ့ကင်မရာဘောက်ကချောင်းကြည့်ရင်ဦးကျိုးကြလှမ်းမိတယ်ကိုစီရတူကဘလို့ပြန်ဖြေရမလဲသူမှမသိတာဒါနဲ့ငှက်ခက်ဆရာလေးကိုမေးရတယ်လေကန်းဆက်ကကလေးတွေကဘာတွေလိုက်ကောက်နေကြရလဲညီလေးငှက်ဆရာလေးရဲ့အဖြေစကားကအံ့ဩထိတ်လန့်စရာပါလားကိုစီတူအရင်တိုင်းဘာသာပြန်ဖောက်တဲ့ချားရတော့တာပေါ့အင်းဆက်ကအရေးချက်ဆက်ယုံတွေရဲ့စွန့်ပစ်ရည်တွေကြောင့်ငါးကလေးတွေကမသေးခင်မူးနေကြတာတချို့ငါးတွေလည်းသေနေကြပြီအဲ့ဓာတွေကိုလိုက်ကောက်နေကြတာဦးကျိုးကြာရဲ့ထိတ်လက်အံ့အောင်စိတ်ပြက်သွားပုံကသူ့မျက်နှာမှာမကွယ်ဝဲလိုက်နိုင်ဘူးအဲ့ဒီငါးတွေကိုဘာလုပ်ကြမှာလဲသူတို့မိသားစုစားကြမှာတချို့လည်းပြန်ရောက်စားကြမှာလေကိုစီတူရောဦးကျိုးကြာပါနှစ်ယောက်စလုံးစကားပြောလို့စိတ်ရှေ့ဆက်မေးခြင်းစိတ်ပြတ်ကုန်ကြတယ်ငကိုကသာယာနာပြောဝဲရှိတယ်လို့ထင်မိတဲ့ငှက်တံမန်ရဲ့ဤပွဲဆိုတဲ့အတန်မှာနားကလောလာတယ်လို့စိတ်ထဲမှာတင်းတင်းကြပ်ကြပ်ကြီးခံစားနေကြရတယ်အော်ဆောင်းကုန်ငှက်တွေမလာကြတော့တာဒီစွန့်ပစ်ရည်တွေကြောင့်လဲပါတာပေါ့သူတို့နှစ်ယောက်မျောလင်းတယ်လို့ငှက်တွေမစင်းတာရောအစိတ်အသင့်နေရှာတဲ့ငါးလေးတွေကောက်နေကြတဲ့မြင်ကွင်းကြောင့်ရောသူတို့စီးလာတဲ့တံမန်လေးရအကောင်းဆိုးဝါးတွေပျော်မွေ့တဲ့အရက်ကိုပဲဥတီသွားနေတယ်လို့ခံစားမိကြတယ်လေဝန်းကျက်ပင်မမှုရဲ့ထွက်ပေါက်ရပါစီတော့ဆိုပြီးကိုစီတူကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်ငှက်ဆရာလေးငါတို့ဆောင်းကုန်ငှက်တွေအစင်းများတယ်ပဲလိုက်ဖို့ကွာဆိုတော့ငှက်ဆရာလေးကငှက်တွေကိုတက်ပုံရိုက်မလို့လားအေးဦးကျိုးကြာကမြန်မာစကားနားလည်ပြီးမဲ့ကျွန်တော်တို့ဘာအကြောင်းပြောဆိုနေလဲဆိုတာသူလည်းသိကျင်တယ်လေအာယုံဆိုင်နားဆိုင်ထောင်နေတာများသူ့အကြောင်းပဲပြောနေကြတယ်လို့ငှက်တွေကမလာကြတော့ဘူးဆရာငှက်တံမန်ဆရာလေးကခက်တက်ကိုလက်တစ်ဖက်လှုပ်ပြီးလက်ဝါးခါပြတယ်ဟေးဘာဖြစ်လို့အရင်ရက်တွေကအများကြီးလာကြတယ်အုပ်လိုက်ကြီးပဲရာနဲ့ချီမယ်ဟုတ်တယ်လေငါကြုံမှုတယ်အဲ့ဒါအင်းလီလန်ရထားတဲ့အင်းတကြီးကဒီအကောင်လေးဒီလိုသာလာစားနေရင်သူငါးရနေတော့မှာပဲလို့တွေးပြီးငါးတွေစီးလူပြီးလာတဲ့ငှက်တွေကိုရှင်းပစ်တာတေလိုက်ကြတဲ့ငှက်တွေမနေဘူးညှုပ်လို့ကိုမနိုင်ဘူးအင်းမြင့်ကြီးရဲ့အရှိဘက်တကိုးကြီးဖျားတဆူစီကစိန်မှုတော်ကပြုတ်ပြက်တဲ့အယောင်တွေတောင်ဘက်စီကလည်းရွှေသင်္ကန်းဝင်းဝင်းနဲ့စီဒီကြီးတဆူပြီးတော့နိုင်ငံတွင်းသားမကပြည်ပမှာပါဝီနီးနဲ့စီကန့်အရာမှာနာမည်ကြီးသတင်းမွှေးတဲ့စာတင်တိုက်ကြီးစီကတုံးမောင်းခောက်တံကိုကြားလိုက်ရတယ်ကိုစီတူနဲ့အင်းတကြီးတို့ဟာညှို့သူရန်ဘက်လည်းမဟုတ်စီးပွားပြိုင်ဘက်ရီးစားလူဘက်လည်းမဟုတ်ဘူးဒါပေမဲ့ငရဲကိုရှောက်လွှာတွေအထက်ထက်တင်နေတဲ့အင်းတကြီးရဲ့လုပ်ရက်ကိုဦးကျိုးချာနားလည်အောင်ဘယ်လိုရှင်းပြရမလဲငှက်ချစ်သူတဘာဝပတ်ဝန်းကျင်မျက်နှာသူတယောက်အနေနဲ့ကိုစီရတုမှာဦးကျိုးချာကိုရှင်းပြစရာစကားလုံးရှာမတွေ့ဘူးညီပုလေးတန်ဖိုး
ကျွန်တော်ထမင်းအိုးငှဲ့ပြီးဒီဝတ္ထုကိုဝိတ္တိလှုပ်ထားရတာကိုအနုညွတ်တောင်းမှန်ပါရစေ။ဘာဖြစ်လို့လဲဆိုတော့မိအိုဖောက်အပါဝင်ကျွန်တော်ထမင်းအိုးမှာလက်စုံလက်ကုံနှိုက်ကြသူ9ဦးရှိတာကြောင့်ဖြစ်ပါတယ်။ကျွန်တော်ဟာအတော်စမတ်ကြတဲ့ကားကလေးတစ်စင်းကိုအရင်ကြီးလှုပ်ပြီးအိမ်ကမိဖို့ကြောင့်ကလေးမိကိုထွက်အောင်ကြိုးစားနေရသူဖြစ်တယ်။ကားအမျိုးအစားကိုလည်းဝိတ္တိလှုပ်ထားပါတယ်ခင်ဗျာ။ကျွန်တော်ကားကိုငှားစီးကြသူတွေအပေါ်စေတနာထားလို့စေတနာကိုတုံ့ပြန်တာကြုံရပါတယ်။ခီးသွားတွေရဲ့စေတနာမြစ်တာကြောင့်ဇနီးတဲ့ခင်ဗျာဈေးချင်းတောင်းလေးကိုတရက်ချတခါဟန်ပါပါလွှဲနေနိုင်ခြင်းဖြစ်ပါတယ်။တခါတော့ကျွန်တော်အနောက်ကအင်အားကြီးနိုင်ငံတစ်ခုကလူတစုကိုလိုက်ဖို့ရပါတယ်။ဘယ်နိုင်ငံလဲဆိုတာလဲဝေ့ပြရစီခင်ဗျာ။ဒီတန်ယုံကကျွန်တော်ကားကိုအခါအားလျော်စွာအခုလိုပဲငှားသုံးလေးရှိပါတယ်။မြန်မာငွေကြေးနဲ့ပေးချေသလားဘာလားလဲဝိတ္တိလုပ်ခွင့်ပြုပါ။ဒီချိန်လိုက်ဖို့ရသူတွေကယဉ်ကျေးမှုအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။မဝေပဲပြောရရင်ဂီတပညာရှင်တွေပါပဲ။သူတို့ရဲ့မူလရည်ရွယ်ချက်ကအမျိုးသားကားဆက်ယုံမှာဖျော်ဖြေကြဖို့ဖြစ်တယ်။အမျိုးသားကားဆက်ယုံကိုတစ်ခေါက်လိုက်ဖို့ရတယ်။ကားဆက်ယုံရဲ့အခြေအနေမီးတွေအကြောင်းလျှက်စစ်အခြေအနေအတန်လုံမှုတွေတွားလေ့လာကြတယ်လို့ထင်ပါတယ်။ဒါလည်းအသေးချာမပြောရဲပါ။ခက်ဝါးဝါဝိတ္တိပဲပြောပါရစေ။အဲ့ဒီနောက်ဂီတပညာရှင်တွေကိုရန်ကုန်မြို့ကထင်ရှားတဲ့မျက်မမြင်ကျောင်းကိုလိုက်ပို့ရတယ်။မျက်မမြင်ကျောင်းကကျောင်းသူကျောင်းသားတွေဆရာဆရာမတွေဝန်ထမ်းတွေကိုသူတို့တီးမှုတ်ဖျော်ပြကြမယ်တဲ့။ဒီအစီအစဉ်ကိုဂီတအဖွဲ့ဝင်တွေမချေမနှက်ဖြစ်ကြလိမ့်မယ်လို့ကျွန်တော်မိုက်မဲစွာထင်နေမိတယ်။ဟိုးအနောက်ကနေတကူးတကအပင်ပန်းခံလာကြရသည်ပြီးတော့ဝါသနာရှင်တွေလည်းမဟုတ်ပညာရှင်မှဂီတဘွဲ့အတူအရှိတွေနဲ့ကြီးပြီးတော့ကမ္ဘာနိုင်ငံအသီးသီးရောက်ခဲ့ဖျော်ပြခဲ့ကြသူတွေဒီလိုပညာရှင်တွေကိုဘာဖြစ်လို့မျက်မမြင်ကျောင်းလိုကျောင်းနဲ့စဖွင့်ရတယ်လဲကျွန်တော်မခံစားနားမလည်နိုင်ဘူးပြဿနာတွေတော့တက်ကုန်ကြတော့မှာပဲလို့အောက်မိမိတယ်ဘဲဟုတ်မလဲဒီမောင်တွေသူတို့အလုပ်ကိုသူတို့အပြည့်အပြည့်လုပ်ကြတာပါကလားတပြားဖို့မှရှော့ကြပုံမပေါ်တကယ်မင်းပွဲဆိုးပွဲမှာတီးကြမှုတ်ကြဧကန်တယ်လို့မျိုးအဲ့ဒီမှာပုဂ္ဂိုလ်တယောက်အကြောင်းပြောဖို့ရှိလာပြီသူ့ကိုဝေးတီလှုပ်ထားတဲ့နာမည်ကဂျော်ဂျီလို့ပဲထားလိုက်ပါတော့ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အဓိကနေရာမှာပါတဲ့ပုဂ္ဂိုလ်ထင်ပါရဲ့ဘာတူရိယာတွေတီးတက်မှုတ်တက်တယ်တော့မသိဘူးဒါပေမဲ့ဂျော်ဂျီဆိုတဲ့ပုဂ္ဂိုလ်ဟာအတန်ဘက်ဆိုင်ရာပညာရှင်ကြီးတယောက်ဆိုတာလဲပင်မှာစာဆွဲထားကြရမလို့ဂီတဖျော်ပြတာမစခင်ကတည်းကအတန်ဘက်ဆိုင်ရာစပီကာတွေအမ်ပလီဖိုင်ယာတွေမော်နီတာတွေနဲ့အလုပ်များလိုက်ရတာသူ့ခမချွေးတီကြလို့စင်းရဲ့အရှိထိတ်နဲ့အနောက်ထိတ်ကိုခြေလမ်းကျဲကြီးနဲ့သွားပြင်ရရှိရဖြင့်ညှိစရာရှိတာညှိတော်ကြာဒုတိယတစ်ခုကိုအတီးခိုင်းလိုက်အတန်ညှိလိုက်ဇန်နရသံကိုလည်းစိတ်တိုင်းမကြမချင်းညှိနေလိုက်တာညှိနေလိုက်တာ45မိနစ်တနာရီနီးနီးကြာတယ်ကာယကံရှင်မပြောနဲ့ကျွန်တော်တို့ကလေးထိုင်မှာအေးအေးဆေးထိုင်ကြည့်နေတဲ့သူတွေကိုသူ့အစားမောပြီးတနာယူရအောင်ကိုတန်လုပ်ငန်းကိုဂရုတစိုက်လုပ်တာပါလားသက္ခုအာယုံချွတ်ရင်းရှာသူလေးတွေကဂျော်ဂျီရဲ့အလုပ်လုပ်ပုံမမြင်ရလေတော့မသိနိုင်ပေဘူးသူ့စိတ်တိုင်းကြမှာသူမီးစိမ်းပြမှာဂီတဖျော်ပြတဲ့အစီအစဉ်စရတယ်ဖျော်ပြတာသချင်း9ပုတ်6ပုတ်လောက်ပါပဲဂျော်ဂျီအလုပ်လုပ်တာလောက်တော့မကြလိုက်ဘူးကျောင်းသူကျောင်းသားတွေရဲ့လက်ခုပ်ဩဝါပေးတဲ့တွေကသချင်းတစ်ပုတ်ပြီးတိုင်းခမ်းမတစ်ခုလုံးဟိမ့်ထွက်လာတယ်လေဒီလက်ခုပ်တန်တွေကပဲဂီတပညာရှင်တွေကိုဂုဏ်ပြုတာဟုတ်လားမောပြေစီတာဟုတ်လားနှစ်နိုင်ငံချစ်ချစ်ရင်းနှီးနေတဲ့လက်ခုပ်ဩဝါတွေပဲဆထမမြောက်အစီအစဉ်ဖျော်ပြပြီးတော့သူတို့နားလိုက်ကြတယ်ကျောင်းကတဲခင်းနဲ့ကော်ဖီနဲ့မုန့်တွေကိုစားတောက်ကြတယ်ဂျော်ဂျီကသူ့စက်ကရိယာတွေကိုအကုန်လျှော့ချပြီးပိတ်ပစ်ခဲ့တယ်ဂီတပညာရှင်တွေစားနေတောက်နေအနားယူနေကြချိန်မှာစက္ခုအာယုံချွတ်ယွင်းကြတဲ့ကျောင်းသားတွေကလည်းသူတို့ဖျော်ပြဖို့အလှည့်ရောက်လေတော့ပြင်ကြဆင်ကြပြီပေါ့အခုတီးခတ်ကြမဲ့ဒုတိယပစ္စည်းတွေကတော့မျက်မမြင်ကျောင်းပိုင်ပစ္စည်းတွေပါဒါပေမဲ့အတန်ဘက်ဆိုင်ရာပစ္စည်းတွေကတော့ဧည့်သည်တွေရဲ့ပစ္စည်းတွေကိုပဲဆက်သုံးကြတယ်ဂျော်ဂျီတို့အဖွဲ့စားကြတောက်ကြခြင်းဟာဘာမှမကြပါဘူးဒီနေရာပြောဖို့တခုကြုံလာတယ်ကျောင်းသားတွေရဲ့အတန်ဘက်ဆိုင်ရာပညာရှင်ကအရက်ပူပူကိုလုံးသေးသေးဂျော်ဂျီအရက်နဲ့နှိုင်းရှင်ခါလောက်ပဲရှိမယ်ဒီကျောင်းသားကမျက်စိအာရုံချွတ်တယ်ပေမဲ့မျက်စိကောင်းတဲ့ကျောင်းသားလိုပဲအောက်မိရတယ်စင်မြင့်ပေါ်မှာစံတော်ဝါသိမ့်မရှိလာဘူးတိုးတိုးလုံနေလိုက်တာများမျက်စိအာရုံချွတ်ရင်းသူလို့ထင်ရစရာမရှိဘူးဒီကျောင်းသားလုံနေကိုင်နေပုံတွေအတန်ညှိခိုင်းပုံထိန်းနေပုံတွေဂျော်ဂျီတို့တွေစားရင်တောင်းရင်လှမ်းကြည့်နေကြတာပဲသူတို့ပစ္စည်းတွေထိကြိုက်သွားမလားလောင်ကျွမ်းကုန်မလားစိုးရင်ပူပန်တာလဲပါချင်းပါမှာပေါ့ဒါပေမဲ့သူ့အတန်တွေထိန်းညီသွားတာခဏလေး
ဂျော်ဂျီ45မိနစ်ကျော်လောက်ရတဲ့အလုံးမျိုးဂျော်ဂျီတို့လောက်ဒုတိယမများလို့မြန်တာလို့ထင်ချင်းစရာပဲဒါပေမဲ့ဂျော်ဂျီတို့လိုဒုတိယတွေများအောင်တော့ဒီပူပူចောင်းသားလေးခဏလေးနဲ့စွန့်ဆောင်နိုင်မှအသေးချပဲဒီចောင်းသားလေးကအတန်ကို3-4မိနစ်နဲ့အပြည့်ညှိပလိုက်တယ်မျက်မမြင်ចောင်းသားတွေဖျော်ပြနေတော့ရောတချင်းတစ်ပုတ်ပြီးသွားလို့ဩဘာပေးကြတဲ့အခါရောဂျော်ဂျီရဲ့လက်ခုပ်တန်းကအကျယ်ဆုံးအနောက်ကဂီတပညာရှင်တွေတီးကြမှုတ်ကြတော့ကျောင်းသူကျောင်းသားတွေရင်းကြနှွဲခဲ့ကြသလိုကျောင်းသားလေးတွေကသူတို့တက်သမျှနဲ့ပြန်ပြီးဖျော်ပြီးအခမ်းတဲ့အခါဂီတပညာရှင်တွေလည်းကိုယ်တွေကိုတွဲကြနှွဲကြရင်းကြတယ်အပြစ်မဲ့တဲ့ပျော်ရွှင်မှုတွေပေါင်းစည်းမိကြတဲ့အချိန်လေးပေါ့ကြည်မွေ့စရာကောင်းလိုက်တာလေနောက်ဆုံးပွဲသိမ်းလို့ပညာရှင်တွေကလေးတွေနဲ့လက်ဆက်နှုတ်ဆက်ကြတဲ့အခါဂျော်ဂျီကအတန်ဘက်ဆိုင်ရာကျောင်းသားလေးကိုသူထိုင်နေတဲ့နေရာစီတကူးတကားထားလာပြီးလက်ဆက်နှုတ်ဆက်တယ်အဲ့ဒီအခါကျောင်းသားလေးရဲ့ပီတိအပြည့်နဲ့ပြုံးပျော်ပြီးခြေနဲ့နေပုံလေးနှလုံးထဲကခုထိမတွက်ဘူးမင်းတော်ပါပြီတဲ့ကွာလို့ချီးကျူးလေသလားဘာတွေပြောကြမှန်းတော့မသိလက်နှစ်ဖက်ကိုအကြာကြီးဆုတ်ကန်ရင်ဂျော်ဂျီစကားတွေပြောနေတယ်ပြီးတော့ကလေးကိုသူ့ရင်ခွင်နဲ့သွင်းလိုက်သေးတယ်ဂီတပညာရှင်ကြီးတွေကိုနောက်တနေ့ကားမောင်းပို့ရတဲ့နေရာကမှတခက်နေရပဲနားတော်တာချွေရင်လို့စွန့်အားပြီးစကားမပြောနိုင်တဲ့ကလေးများရဲ့အကြောင်းကိုလိုက်ပို့ရတာယဉ်ကျေးမှုအတွန်းဝင်ခေါ်သလားယဉ်ကျေးမှုတန်အရာရှိခေါ်မလားမသိဘူးဒါကလည်းဝိတိတိလို့အောင်မယ်ဒီပုဂ္ဂိုလ်ကအကျော်တရားပညာရှင်တွေကိုဘလို့စိတ်ကူးနဲ့စွန့်အားနာမကြသူများအကြောင်းကိုဖြောပြဖို့အစီအစဉ်ဆွဲပါလေကျွန်တော်လူလက်ပန်းအရွယ်ရောက်နေပါပြီဂျာနယ်တွေစောက်တွေလည်းဖတ်ခဲ့တယ်ရေဒီယိုတွေလည်းနားထောင်ပါတယ်ဒါပေမဲ့စွန့်အားနာမကြသူများအကြောင်းမှာဂီတဖြောပြမှာဘလို့မှဆက်လို့မရအောင်တခုခုတော့လွဲချော်နေပြီလို့ကျွန်တော်ထင်မိတယ်ဂျော်ဂျီတို့အဖွဲ့ရောက်သွားချိန်မှာကျွန်တော်ရဲ့နားမလည်မှုအထင်လွဲမှုကနည်းနည်းတော့လျော့ကျသွားတယ်။သူတို့ရဲ့ဆီယာမကအခုလာကြတဲ့ဧည့်သည်ဂီတပညာရှင်တွေအကြောင်းရှိကနေသူတို့နားလည်နိုင်မဲ့နိုင်ငံတကာလက်ဟန်ချီဟန်ဘာသာစကားနဲ့ရှင်းပြတဲ့အခါစူးစမ်းတဲ့မျက်လုံးကိုယ်စီနဲ့ကြည့်နေကြတဲ့ကလေးတွေကပြုံးပြောသွားပြီးလက်ခုပ်တွေတီးကြတယ်။ကျွန်တော်မှတော့ခံစားမှုရည်ချင်းတွေတရိပ်ရိပ်မြင့်တက်လာနေပြီ။သူတို့ဘလို့ခံစားကြမှာလဲ။ဂျော်ဂျီတို့အဖွဲ့ကလည်းဒီကလေးတွေကဆွန့်အားလေးတွေနားမကြတဲ့ကလေးတွေပါလို့အောက်မေ့ကြပုံမပေါ်ဘူး။နိုင်ငံတကာတန်တမန်တွေအဆင့်မြင့်ပညာရှင်တွေကိုအခန့်ဖြောပြနေကြတဲ့ဟန်နဲ့ဂျော်ဂျီအလုပ်လုပ်ပုံကချီကျူးစရာတကယ်ကိုအားကျုခနွဲပဲ။အရင်ပွဲလိုပဲတနာရီနီးနီးကြာတဲ့ပြင်ဆင်မှုနဲ့သူ့အတန်လုပ်ငန်းကိုလုပ်တယ်။ကလေးတွေကသူ့ကိုကြည့်ပြီးသဘောကျနေကြတယ်။ဖြောပြမှုအစီအစဉ်စပါပြီ။ကလေးတွေငြိမ်ပြီးထိုင်နေကြတယ်။တချို့ကလေးတွေကကျမ်းမြင်ကိုလက်နှစ်ဖက်ဖိထားကြတယ်။တချို့ကလည်းတဲ့တဲ့မြကြားရလို့ကြားရညာလက်ကလည်းကျမ်းကိုဖိနားကလည်းအတန်ကျက်ဆက်နားကပ်ပြီးစွန့်လို့အမေတချို့ကမျက်လုံးများတောင်မေးစင်းနားထောင်နေလိုက်သေးခဏနေတော့သူတို့ကိုလေးတွေရင်းနေသူရင်းလာကြပြီဒရန်စီချက်ကိုကြည့်ပြီးကိုရင်းသူရင်းနဲ့တချို့ကလေးတွေကဆပ်ဆိုဖုံးရဲ့အဝါကိုလက်နဲ့အသားထိပြီးနားဆင်တယ်တချို့ကထရမ်ပက်ရဲ့နှုတ်ခမ်းကိုထိထားကြတယ်မကြားနိုင်တဲ့အတန်ကိုသူတို့လေးတွေစိတ်အစွမ်းအကုန်နှစ်ပြီးခံစားရင်းပီတိဖြစ်နေလိုက်ကြတာချစ်စရာကောင်းပါပြီတော့တယ်ဒီကလေးတွေတညိမ့်ငိမ့်နဲ့ပြုံးပျော်ခံစားနေကြတာကိုကြည့်ပြီးဂျော်ဂျီတို့လိုပညာရှင်တွေမပြောနဲ့ကျွန်တော်လိုဝိတိတိကောင်ကိုပဲမျက်ရည်တွေဝဲမိတယ်မြင်ကွင်းဟာပျော်မွေ့စရာကောင်းလွန်းလို့ချစ်သီးတွေတောင်ထမိတယ်အာယုံတွေချွေရွံ့နေကြတဲ့သားငယ်သမီးငယ်များတို့ညီပုလေးအဆုံးထိနားဆင်ပေးကြတဲ့အတွက်တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးဘေးကင်းကျန်းမာကြပါစေ